ဟိုကချင်း220တူတူပဲဆိုတော့ DC 220ကလည်း AC 220လို့ပဲတူတူပဲပေါ့လို့ထင်နေပါလားတကယ်တော့ကိန်းကနန်းချင်းတူပေမဲ့သူတို့ရဲ့တဲဆောင်လာတဲ့စွမ်းရည်နဲ့အနေရပေးနိုင်စွမ်းလုံးဝမတူပါဘူးဒီနေ့မှာတော့ engineer တွေတည်ထားတဲ့ AC DC 220ရဲ့လိုအပ်ချက်တွေကိုပြောပြပေးသွားမှာပထမဆုံးတည်ထားရမှာက DC 220ဘို့ဟာတသက်မှတ်တဲ့စီးဆင်းနေတဲ့ဘို့ပါသူကအမြဲတမ်း220ဘို့မှာပဲတည်ရှိနေတာပါAC 220ဘို့ကြတော့တစ်စက္ကန့်ကိုအကြိမ်90အနည်းအမြင့်တက်လိုက်ကျလိုက်ဖြစ်နေတာပါကျွန်တော်တို့ပြောနေတဲ့ AC 220ဘို့ဆိုတာတကယ်တော့အပူပေးစွမ်းရည်တူညီတဲ့ RMS တန်ဖိုးကိုပြောတာဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးတာလာပါပြီ AC 220ဘို့ရဲ့အမြင့်ဆုံးတက်နိုင်တဲ့ဘို့ဟာ220မဟုတ်ပါဘူး20ရ220ဘို့အမြောက် 1.414 ဆိုတော့3114ဝင်ကျင်အထိရှိပါတယ်ဒါကြောင့် AC 220ဘို့ line ထဲမှာတကယ်စီးနေတဲ့ဘို့ဟာတစ်ခါတည်း311 volt အထိရောက်သွားနိုင်တာမို့လို့ installation ဘိုင်းမှာပို့ပြီးတော့ view ဆက်ရပါတယ်ဒါလိုက်ရင်ဘယ်ကောင်မှပို့ဆိုးလဲ AC ကဓာတ်လိုက်ရင်သူ့ရဲ့ frequency ကြောင့်လူရဲ့ကြွက်သားကိုတုံခါစေပြီးတော့ပြန်လွတ်ထုတ်နိုင်တဲ့အခွင့်အရေးရှိပါတယ် AC ကတော့တသမတ်ထဲဆွဲထားတာမျိုးဖြစ်တတ်လို့လူရဲ့ကြွက်သားကိုကျုံသွားစေပြီးတော့ကင်ထားမိတဲ့ပစ္စည်းကိုပြန်မလွတ်နိုင်တော့တဲ့အထိအနေပုံများပါတယ်နောက်ထပ်အရေးကြီးတာက switch day breaker တွေမှာပါ AC ဟာ zero crossing ပါတဲ့အတွက်မီးပွင့်နေရငြင်းရလွယ်ပါတယ် DC ကတော့အဆက်မပြတ်စီးဆင်းနေတာမို့လို့ခလုတ်ဖြတ်လိုက်ရင်ထွက်လာတဲ့မီးပွင့်ကိုညှိမ့်တက်ဖို့အရန်ခက်ပါတယ်ဒါကြောင့် DC 220 volt အတွက်ဆိုရင် DC တီးတန့် breaker နဲ့ conductor တွေကိုမဖြစ်မနေသုံးရတာဖြစ်ပါတယ်ဗျ။နှစ်ချုပ်ပြောရရင် DC 220 volt ဟာ AC 220 volt နဲ့အင်္ဂနန်းချင်းတူပေမဲ့အလုပ်လုပ်ပုံရင်လုံးဝမတူပါဘူး။ဒီပညာပိုင်းဆိုင်ရာအစားထိုးအသုံးပြုမယ်ဆိုရင်တေချာတွက်ချက်ဖို့လိုပါတယ်။ဒီဗီဒီယိုလေးကဘူးတူတာရတယ်ဆိုရင် like and follow လုပ်ထားဖို့မမေ့ပါနဲ့